တာလူရဲ့လေးတယောက်ကအမောင်များနဲ့ကင်းလို့နိုင်မလားအုံလုံးမရှိတော့ခဲ့တဲ့အဖြစ်တွေအခုချိန်လောက်တော့ကြမိသားစုကဒုက္ခတွေများအတိတ်ခဲ့တဲ့အမားတွေကလူမိုက်တယောက်ဖြစ်ရဲ့ဒီအမားကလည်းမရှိအတော့ဟဲ့ချမ်းတဲ့တီပါလားကစီခဲ့တဲ့ငါရဲ့ချစ်ရာအမှုရဲ့စင်ညာကြောင့်ဝေဝါတတိလမ်းလို့ခဲ့တာတွေတိစိတ်ပြောက်ခဲ့တာဆိုမှခဲ့